ဒါဆိုရှင်ကျွန်တော်ရွေးလိုက်မယ် KIMB လည်းမဆိုရှင်ဒီပုံစံပေါ်လာလိမ့်မယ်အဲဆိုရှင်သူရဲ့ site ထဲဝင်လိုက်မယ်ဝင်လိုက်ပြီဆိုရှင်သူရဲ့ KIMB ဝက်ဘ်ဆိုက်မျက်နှာအခုလိုပဲပေါ်လာမှဖြစ်ပါတယ်အခုလိုပေါ်လိုက်ဆိုလို့ရှင်မိမိရဲ့ account နဲ့ဝင်ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော် account နဲ့ဝင်လိုက်ပါပြီအခုလိုဝင်ပြီဆိုလို့ရှိရင်ဒီနေရာမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ my page ကြီးတယ်ဝင်လိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အချက်လက်တွေကြည့်လို့ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်စာတန်းငယ်ကိုနိုင်90ခုနဲ့မိနစ်39မိနစ်တက်ထားပါအဲ့တော့ဒီမှာဆိုရှင်ငွေချေးပြီလားမချေးရသေးလားဆိုရင်ဒီမှာတော့ကြည့်လိုက်သေးရပေါ့ဒီမှာဆိုလို့ရှိရင်gadget degi gadget degi ဆိုတာကဒီမှာငွေမရှိရသေးဘူးဆိုတဲ့အခြေအနေကိုအနည်းအောင်စလုံးနဲ့ပြထားဖြစ်ပါတယ်အကယ်ဒီမှာငွေချေးပြီဆိုလို့ရှိရင် gadget 1လို့ဆိုပြီးတော့အဲ့ဒီငွေချေးခြင်းပြီးဆုံးကြောင်းအမှအဲ့ဒီအခြေအနေနဲ့ပြန်လည်ပြမှာဖြစ်ပါတယ်ကိုလို့ဆိုဒီမှာငွေမချေးရတဲ့ဖြစ်တဲ့အတွက်မှာ gadget degi ပြထားသလိုပဲအဲ့ဒီသူ့ရဲ့ပေးနာနေမှာလည်းမြားလေးရဲ့အခြေမှာကြောကျဲငွေရှိမှဆိုရှင်အဲ့နေအောင်နေဖို့အတွက်ဒါသူကပြသထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာငွေချင်းမှဖြစ်ပါတယ်ငွေချင်းမှဆိုလို့ရှင်ဒီမှာနိုင်တရားတန်းကိုနိုင်90နဲ့ထက်ပေါ့90နဲ့တက်တာဘယ်လောက်ထိဘယ်လောက်တန်းကြီးသွင်းရမလဲဆိုတော့ကျွန်တော်တို့ကြည့်မှဖြစ်ပါတယ်အဲ့တော့ကြောကျဲကိုကျွန်တော်နေလဲပါမယ်ကြောကျဲနေလဲပြီဆိုရှင်ကိုငွေချက်ပါနာဒီမှာပေါ်လာဖြစ်ပါတယ်အကယ်၍ဒါတင်းနဲ့မပြီးသေးဘူးဆိုလို့ရှိရင်တော့ဒီလိုနှိပ်လိုက်ပြီးမယ်လေသူကဘာမှမပေါ်လာဘူးကျွန်တော်ကိုလရှိပြတဲ့ပုံစံတိုင်းပဲတွေ့ရမှာဖြစ်ပါတယ်ဒါကတင်းနဲ့မပြီးဆုံးခင်ပေါ်တဲ့ချင်းနေဖြစ်ပါတယ်ဒါတင်းနဲ့ပြီးဆုံးတာဖြစ်တဲ့အတွက်အခုဒီမှာတော့ဒီလိုငွေချေးမဲ့အနေထားကိုပြမှာဖြစ်ပါတယ်ကိုဘယ်လောက်ငွေသွင်းရမလဲဆိုတဲ့ပမာဏအစားအတိအကျပေါ်နေတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်မှာတသိန်းပေါ်နေတယ်ဒါဆိုလို့ရှိရင်နိုင်ယူ90နဲ့39မိနစ်ပေါ့နိုင်တရားတော့39မိနစ်ဆို90ရာခိုင်နှုန်းကျော်အောင်တက်ထားတဲ့အနေထားမှာတက်ထားတယ်ဆိုပြီးဒီပြက်ကွက်တဲ့ရဲ့ရှိတာဖြစ်တဲ့အတွက်တသိန်းအတိကျတနားရီ1000လုံးနဲ့တသိန်းအတိကျအဲ့ဒီတနင်္ဂနွေသွင်းရဖြစ်ပါတယ်အဲ့တော့သူကငွေချေးနည်းကိုသူက2နည်းပြထားပေးထားတာပေါ့ဒီမှာဆိုရှင်ကျွန်တော်နည်းကပြပေးမယ်ဒီမှာမြင်လားမသိဘူးဒီမှာဆိုရင်ရှင်းရုံခါသူကျွေကကြေကြွားရေးရှယ်ဘဏ်ကောက်နေငွေလွှဲခြင်းအဲ့တော့ကျွေကရှေ့ရဲ့လူတွေကြတော့ဒီမှာကိုယ့်ရဲ့ကျွေကနဲ့တစ်ခါနဲ့ကိုကရှင်းခါသူဆိုရှင်းခါသူ BC ကဆိုရင် BC ကဒါမှမဟုတ်လိုတဲ့ကဆိုလိုတဲ့က online ကဆို online ကစမ်းဆောင်ကဆိုစမ်းဆောင်ကစသည်ဖြင့်ပေါ့နော်ကိုအဆင်ပြေတဲ့ကနဲ့ငွေရှိလို့ရပါတယ်ကျွေကရှေ့ရဲ့လူတွေကအကယ်ကျွေကမရှိဘူးဆိုလို့ရှိရင်မိမိကငွေလွှဲနေဆိုလို့ရှိရင်အောက်မှာနောက်တစ်နည်းကိုရွေးလို့ရပါတယ်ကြေကြွားရေးချယ်ဒီမှာတခုသတိထားမှာဒါဖုန်းနဲ့ငွေချေးလို့မရဘူးပေါ့ဖုန်းနဲ့ငွေချေးလို့မရဘူးဆိုတာဖုန်းနဲ့ဒီတန်းကြီးကိုသွင်းလို့မရဘူး PC နဲ့ပဲသွင်းလို့ရတယ်အခုလိုပဲဖုန်းနဲ့ငွေသွင်းမယ်ဆိုလို့ဖုန်းနဲ့ကနေအကောက်ဝင်လို့ရတယ်ငွေချေးမယ်ဆိုလို့ရှိရင်အခုလိုမျိုးသတိပေးချက်ဖော်ပြမှာဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဘန်ကောက်နဲ့ငွေချေးမှာဖြစ်ပါတယ်ကိုလောဆယ်ဒီမှာကျွန်တော်ဆက်လက်မှတ်လိုက်ပြီဆိုလို့ရှိရင်ဆက်လက်မှတ်လိုက်ပြီဆက်မှတ်ပြီးပြီဆိုလို့ရှိရင်ဒေါင်းနေမှာဒေါင်းနေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုယ်ဆိုတော့ကုန်ကျဒီမှာကိုအချက်လက်တစ်ခုရွေးပါရွေးပြီဆိုလို့ရှိရင်ခါတော့ရွေးတဲ့ဖုန်းနံပါတ်ကျွန်တော်ရွေးပေးမယ်โอเคဒေါင်းဒီတစ်ခုသူကဗန်ပေးနေဆိုအော်လုပ်ပေးလိုက်ပြီဒီတစ်ခုကโอเคနေပြီလေတချို့ကလုံချိုးရဒီလိုသူတို့ပို့ပေးတဲ့ software တွေကိုမဖြစ်မနေကိုကစင်းသွင်းပေးဖို့လိုတယ်ပေါ့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တချို့အချက်လက်တွေကဝင်ရောက်ရှေ့စစ်ပြီးလောက်ဆောင်လို့မရဘူးဒီမှာဆိုရင်ကျွန်တော်သူ့ဟာကိုစင်းသွင်းပေးလိုက်တယ်ဟောကနေလဲမယ်ဟောကနေပြီဆိုရင်သူဘာထပ်ပုံနဲ့ကြည့်ရအောင်โอเคဒီမှာဆိုရှင်
아마 다른 교재 이방 교재 비밀번호 교재 이방 교재요 저는 유래배 이방 교재요 저는 유래미 이방 교재 저는 유래배 또 예,လွှဲလို့ရတယ်ပန်နေပေါ့ဒီမှာဆိုလို့ရှိရင်ကေရော IPK ရမယ်ကွန်မန့်ရမယ်ဟာနာရမယ်လုံးရောက်စသဖြင့် ORI ရှင် okay ဂျာရီကြရတယ်ဆိုတော့တုံးဝင်လည်းမယ်အဲ့လိုရှိရင်ဒီမှာပန်ရွေးမယ်ပန်ရွေးပြီးဆိုရှင်အဲဒီကေရော online ပန်နံပါတ်ကမိရဲ့ဘန်ကောက်ကိုထည့်ဒါပြီးဆိုရှင်ဖုန်းနံပါတ်အပြီးဆိုရှင် ID ကနံပါတ်ရှာ okay အခုကွက်လက်မှာတော့ဘာကနေပြလိုက်တဲ့ကတ်နံပါတ်ရဲ့နောက်ကနံလေးလုံးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အခုပုံစံတိုင်းကြည့်ပြီးတော့ရိုက်ထည့်ရပါတယ်ဒီကတ်ထဲမှာရှိတဲ့ရှေ့ကနံနောက်ကနံတွေကိုထည့်ပေးရမှာဖြစ်ပါတယ်အားဆိုရှင်22ရဲ့ရှင်းနှလုံး22ရဲ့ရှင်းနှလုံးကဂျာရီ29ရဲ့နောက်နှလုံးโอเคဒါဆိုရှင်ကျွန်တော်တို့ဘာလို့ယူပြီးသွားပြီဘာကလည်းထည့်ပြီးသွားပြီကိုရဲ့ဒီမှာရှိတယ်ကိုရဲ့ပါစဝတ်နံပါတ်၄လုံးအားပြီးဆိုရှင်ကိုရဲ့ကိုယ်တိုင်ငွေတင်တာဖြစ်တဲ့အတွက်ကိုယ်တိုင်ခိုင်းဆိုတာနေမယ်အားပြီးဆိုရှင်အင်ဂျွန်မှာအမယူတဲ့ဖုန်းအင်ဂျွန်ဒါပြီးဆိုရှင်ကိုရဲ့ ID က8 9လုံးကိုထည့်ပြန်ဖြစ်ပါတယ်ထို့နောက်OTP ကအဲ့ဒီကို digital OTP ကရှိရလူကတော့ OTP ရွေးလို့ရပါတယ်ဒီလိုကျွန်တော်တို့ဒီလိုပဲစာရွက်ကပ်ပဲရှားတယ်လို့ရှိရဒီကပ်ပြလေးမျိုးပဲရှိတယ်လို့ဆိုရှင်เนาะဒီကပွင့်ခါတူဆွဲဟာကိုရွေးလို့ရပါတယ်ဒီမှာဆိုရှင်เนาะကိုယ့်ရဲ့ကပ်ပြနံပါတ်အမှတ်စဉ်နောက်လေးလုံးကိုထည့်ပြရမှာဖြစ်ပါတယ်ဒီရှင်နောက်မှာတော့သူတို့ထည့်ပြရတဲ့သူပြထားတဲ့အတိုင်းပဲဒီမှာသူပြထားတဲ့အတိုင်းပဲဒါသူဥပမာလေးပြပေးထားတာပေါ့ဒီမှာဆိုလို့ရှိရင်ဒီမှာတေချာမြင်လားမသိဘူးဒီမှာဆိုလို့ရှိရင်ကပ်ရဲ့ဘယ်လိုပုံစံမျိုးကိုထည့်ပေးပါလို့ပြထားပေးထားတယ်နံပါတ်ဘလောက်ရဲ့ရှေ့ခဏနှလုံးဆိုနှလုံးနံပါတ်ဘလောက်ရဲ့နောက်ကလဆိုနောက်ကလနှလုံးအမျိုးထည့်ပေးလို့သူကဥပမာပြပေးထားတယ်ဒီမှာပုံမှန်ရှိတဲ့ဟာမှာလည်းအဲပုံစံတိုင်းပဲပေါ့နော်ဒါကိုယ့်ရဲ့နံပါတ် serial နံပါတ်ရဲ့နောက်သုံးလုံးနောက်လေးလုံးဆိုနောက်လေးလုံးအဲ့လိုမျိုးသူကထည့်ကိုကဒါသူဥပမာအနေနဲ့ပြပေးထားဖြစ်ပါတယ်အတိုင်းထည့်လိုက်ရင်ရပါတယ်ဒီမှာနော်အဲ့ဒါလို့ရှိရင်ကျွန်တော်တို့ဒါဆိုရင်ပြည်စုံပြီးတော့ဆိုလို့ရှိရင်ပြောချင်နေပါမယ်ကြဲတဲ့နေ့တစ်ခါကျရင်သူကဒီပုံစံထပ်ပြီးတော့ပေါ်လာပါခုနသူကိုရဲ့အမည်ရဲ့ကိုရဲ့ဖုန်းနံပါတ်ရဲ့မစေရဲ့နော်အမည်ဆိုရှင်ကျွန်တော်ရေးပေးမယ်အမည်ကစပေးပါရှာလို့မရအောင်နော်ဘယ်လိုရှာလို့မရမလဲဒါမှမဟုတ်လုပ်ကြည့်လိုက်မယ်Torrigenza Kediato po oh shit
okay ဒီလို message ရောက်လာဖြစ်ပါတယ်တော့ဒီလို message ပို့လိုက်တယ်ပေါ့တော့ကိုနံပါတ်6လုံးပြန်လာမယ်ကိုနံပါတ်6လုံး message ပို့လိုက်တာဖြစ်ပါတယ်အဲကိုနံပါတ်6လုံးကိုကျွန်တော်ဝင်ကြည့်လိုက်ပါမယ် okay အဲကိုနံပါတ်6လုံးကိုစီကြားလာတဲ့ကိုနံပါတ်6လုံးကိုဒီမှာတွေးနေရတဲ့သူ့3စက္ကန့်တွင်ကိုပြန်လဲပို့ပေးရမှာဖြစ်ပါတယ်ဒါတော့ကိုယ်တိုင်ငွေချေခြင်းတဲ့လူတွေအတွက်ကျွန်တော်ပြပေးတာဖြစ်ပါတယ်delete 6နဲ့ရှစ် delete 6 okay ဒီမှာဆိုရှင်နာမည်ရေးပြီးတော့ပြီနာမည်က space bar ချလို့မရဆိုရှင်ကျွန်တော်ဒီမှာမချဘဲနဲ့ဒီသူပြထားတဲ့အတိုင်းပဲကျွန်တော်ထည့်ထားအဆင်ပြေတယ်အဲ့တော့ ID ကနံပါတ်6လုံးက auto ခုနလုံးက auto ပုံနေလိမ့်မယ်ကိုယ့်ရဲ့ဖုန်းလိုင်းအောင်နံပါတ်ကိုဒီမှာကိုယ့်ရဲ့ဖုန်းလိုင်းနံပါတ်ကိုရွေးပြမယ်ရွေးပြီးတဲ့ဖုန်းနံပါတ်ထည့်ပြီးဆိုရှင်ဒီလိုကိုနံပါတ်ကိုစီကြားလိုက်မယ်ကိုနံပါတ်ထည့်ပြီးတော့ဆိုရှင်ဒါအောင်နေမှာ okay ဒါဆိုရှင်တော့ဒီပုံစံနဲ့ထပ်ပေါ်တယ်ဝေးမဖြတ်သွားသေးဘူး okay 5ခုကိုကိုပြန်နှိပ်ပြရမှာဒီမှာကြည့်သူကဖုန်းပြန်ခေါ်လာတယ်သူရဲ့ဖုန်းကိုကျွန်တော်တွေ့ရလားမသိဖုန်းကမကြည့်သူပြထားတဲ့ဒီနံပါတ်ကိုကိုကပြန်ထည့်ဖုန်းနံပါတ်ကိုထည့်ပြရမှာဖြစ်ပါတယ် 안녕하세요. 뱅크페이 서비스 본인 인증을 위해 화면에 표시된 번호를 눌러주세요. ဒီနံပါတ်ကိုထည့်ပြလိုက်ရပါပြီ 승인을 မလို့မရဘူး 이용해 주셔서 감사합니다. ဒါဆိုလို့ရှိရင်ရသွားပြီဖြစ်ပါတယ်တဖုန်းအောက်တိုကြာသွားပြီပေါ့ okay လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဒါအောင်နှိပ်လိုက်ဒါဆိုလို့ရှိရင်1လို့တွဲဆိုပြီးတော့သူကပေါ်လာပြီ okay နေပြီလားဒါဆိုရှင်ငွေလွှဲခြင်းဟာပြည်စုံသွားပြီဖြစ်ပါတယ်နည်းနည်းလောက်တော့ခက်တယ်ဆိုပြီးဒီကိုကအကျွေးရကမရှိဆိုရှင်ဒီပုံစံနဲ့လောက်မှာဖြစ်ပါတယ်ကျွေးရကရှိရဆိုရှင်เนาะကျွေးရကနဲ့ရှင်းတာတော့ပို့ပြီးတော့လွယ်ကူလျင်မြန်နဲ့ပေါ့ okay ဒါဆိုလို့ရှင်ငွေချေးမလားဆိုတဲ့ဟာဒီမှာနောက်ဆုံးစင်ဖြစ်သွားပြီကိုရဲ့ email မှန်စစ်မယ် EU အမင်းဆိုမှာငွေချေးမပါနာတသိန်းနော် okay ကြောချင်နေလိုက်ပြီအဲ့ဒီဆိုရှင်မှာငွေဖြတ်သွားပြီဖြစ်ပါတယ် okay ဒီမှာဖုန်းနဲ့လည်းငွေဖြတ်သွားပြီဒီမှာခုနကကျွန်တော်ပထမဆုံးပြခဲ့တဲ့နေရာမှာကြောကျဲဝင်လျဖြစ်သွားပြီ okay ငွေချေးတာကနေ့ရက်3မျိုးလောက်ပထမဆုံးအနေနဲ့အကြမ်းမြတ်အဓိကအနေနဲ့ကတ်နဲ့ရှီမာလာအဲ့ဒီဘန်နဲ့ဘန်ကောက်နဲ့ငွေချေးမာလာဆိုတာနှစ်မျိုးကိုသူကပြပြီးရွေးချယ်ခွင့်ပေးထားတယ်ဘန်ကောက်နဲ့ငွေချေးတဲ့အခါမှာလည်းကိုက application နဲ့ငွေချေးမာလာဒီဖုန်းနံပါတ်နဲ့အသုံးပြုထားတဲ့ဘန်ကောက်ကနေငွေချေးမာလာဒီဘန်ကောက်နံပါတ်ယူနဲ့ငွေချေးမာလာဆိုတဲ့ဟာနဲ့3မျိုးထပ်ပြီးတော့ပြရပါအဲ့တော့ကိုကမိမိစင်မြန်နဲ့ share တခါမှမချေးဘူးလို့ဆိုရင်တော့နည်းနည်းလေးတော့ကတိတယ်ဒါပေမဲ့ဆိုင်းပြီးတော့စူးစမ်းပြီးလုပ်စေချင်တယ်အကယ်စူးစမ်းပြီးလှုပ်ဆောင်လို့မှအဆင်မပြေဆိုလို့ရှိရင်ကျွန်တော်ကိုလာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ကျွန်တော်ချက်ပေါက်ဒီ comment မှာလည်းမေးမြန်းပြီးတော့ comment မှာလည်းမေးမြန်းလို့ရပါတယ်ကျွန်တော်တနိုင်သေးနားလည်သလိုပြန်လည်ဖြည့်ချပေးပါမယ်ဒါဆိုရှင်ငွေချေးပြီးတော့ဖြစ်ပါတယ်ဒီတစ်ခါမှတော့ကျွန်တော်လာဝကတနန်းကြီးကိုကတ်နဲ့ငွေပေးသွင်းတာကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ MyPage တွေကိုကျွန်တော်ဝင်လိုက်ပါပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်နိုင်တရားတန်းကို65နာရီနဲ့58မိနစ်တက်ရောက်ထားတာပဲဖြစ်ပါတယ်နိုင်တရားကို65နာရီနဲ့58စက္ကန့်58မိနစ်ပေါ့တက်ရောက်ထားတာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့လောက်ကတနန်းကြီးကဘယ်လောက်ပေးသွင်းရမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ဒီမှာကြောကျွန်တော်နှိပ်လိုက်ပါပြီ
အဲ့တော့သူက65နာရီနဲ့58မိနစ် data ဖြစ်တဲ့အတွက်တနင်္ကြီးတသိန်းအပြည့်ပေးသွင်းရတာမဟုတ်ဘူးပေါ့သူ9000ပဲထက်ဝက်စေနဲ့သွင်းလို့ရပါတယ်ဒီမှာဆိုရှင်9000မြင်မယ်လို့ထင်ပါတယ်အဲ့တော့ဒီတစ်ခါမှတော့ကျွန်တော်ကတ်နဲ့ငွေရှင်းတာကိုပြပေးမှာဖြစ်ပါတယ်အရင်ပထမဗီဒီယိုမှာကျွန်တော်ဘန်ကောက်နဲ့ငွေချေတဲ့နည်းလမ်းတစ်ခုကိုကျွန်တော်ပြပေးထားဖြစ်ပါတယ်အဲ့တော့ကတ်နဲ့ကတ်ကိုကျွန်တော်ဒီမှာဘန်ကောက်နဲ့ငွေရှင်းမှာလားကတ်နဲ့ငွေရှင်းမှာလားဆိုတာနှစ်ခုတည်းကကျွန်တော်ကတ်ကိုရွေးချယ်လိုက်တာဖြစ်ပါတယ်ကတ်ကိုရွေးချယ်ပြီးဆိုလို့ရှိရင်မှာချောင်းချယ်ထုံးငွေဆိုတော့ဆက်လက်မှတ်ပေးရပါမယ်အဲဆိုလို့ရှိရင်ဆက်လက်မှတ်ပေးပြီးဆိုရှင်ကိုကဟွန်တိုင်းကတ်နဲ့ငွေရှင်းမှာလားကိုမင်းကတ်နဲ့လားရှင်းခါတုနဲ့လားဒါမှမဟုတ်တခြားစမ်းသောက်ကတ်တင်လားစသဖြင့်ကိုမှရှိတဲ့ကတ်နဲ့စင်ပြေရနဲ့ရွေးချယ်ပြီးတော့ရှင်းနိုင်ပါတယ်ကျွန်တော်ကတော့ဟွန်တိုင်းကတ်နဲ့ငွေရှင်းပြမှာဖြစ်ပါတယ်ဟွန်တိုင်းကတ်ကိုကျွန်တော်ဆက်လက်မှတ်လိုက်ပြီးထို့နောက်မှတ်ပြီးဆိုလို့ရှိရင်ဒါဝန်အောက်ရှင်းမှာဒါဝန်ဒါဝန်နဲ့လည်းပြီးဆိုရှင်ဒီပုံစံပေါ်နေဒီအားဆိုရှင်ကိုယ့်ရဲ့ application လေးထိုင်ရိုက်ငွေပေးချေလို့ရပါတယ်ပုံမှန်နည်းလမ်းတိုင်းပဲဘလောက်လွယ်ကူလဲဆိုရှင်ကတ်နေရတော့တော်တော်ကြီးကိုစင်ပြေလွယ်ကူပါတယ်ကျွန်တော်ဒီမှာဆိုလို့ရှင်ကျွန်တော်ဒီမှာပေါ်နေတဲ့ QR scan code ကိုကျွန်တော်ဒီကနေ scan ဖတ်ပေးလိုက်မှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှင်ဒီလိုတာမန်ပေါ်ပါတယ်ဒါကိုယ့်ရဲ့ဖုန်းထဲကနေမှာရှေ့ရမယ့်ငွေမောက်က9000ဒါဆိုရှင်ရတော့ပါပြီကတ်နေရတာလွယ်ကူပါတယ်ဒီမှာ email ရကြတော့ကိုစင်ပြရထည့်လို့ရပါတယ်โอเคဒီမှာဆိုလို့ရှိရင်ကြောကြဝန်းလေမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကတ်နဲ့ငွေရှည်တဲ့နည်းလမ်းဖြစ်ပါတယ်တားကိုယူရှင်လွယ်ကူပြီးတော့ရန်ကိုလင်းမြတားကိုယူရှင်လွယ်ကူပါတယ်ကတ်နဲ့ကတော့ဘန်းကောက်နေရတော့နည်းနည်းလေးရှုပ်ထွေးပြီးတော့ထည့်ရမယ့်ချစ်တဲ့ကနေပါများတော့အချိန်ယူပြီးတော့တခြားဖြည့်သွင်းရတယ်ပေါ့နှုတ်မဆိုလို့ရှိရင်ချိန်ယူပြီးတော့တခြားဖြည့်သွင်းရတယ်ဘန်းကောက်နေရတော့ဘန်းကတ်နေရတော့ကိုသုံးနေကြအတိုင်းပဲဒီတိုင်းပဲစကန်ဖတ်ပြီးတော့ငွေချေလို့ရတယ်လို့ကိုဘန် application နေလဲငွေဒီတိုင်းချေလိုက်လို့ရပါတယ်